စိုက်ပျိုးရေးနီလာနဲ့ပတ်သက်ပြီးပြောပြမယ်အပင်တွေမှာလည်းတငယ်ချင်းရန်သူရှိတယ်ဆိုတာသိပါသလားအဖော်စိုက်ပျိုးနီ companion planting ကိုဒီနေ့အပြည့်အစုံပြောပြမယ်အဖော်စိုက်ပျိုးနီဆိုတာအပင်တစ်မျိုးကိုအခြားအပင်တစ်မျိုးနဲ့အနီးကပ်စိုက်ပြီးအပြန်အလှန်အကျိုးရှိအောင်လုပ်တဲ့နည်းပါအကျိုးကျေးဇူးများပိုးမွှားနှိမ့်နှင်းခြင်းအချို့အပင်တွေကပိုးတွေကိုအနက်နဲ့တွန်းလှန်တယ်ဝင်းမုံကူးခြင်းအကျိုးပြုအင်းဆက်တွေကိုဆွဲဆောင်တယ်အရိပ်ပေးခြင်းအပင်ကြီးတွေကအပင်ငယ်တွေအတွက်အရိပ်ဖြစ်ပေးတယ်အထောက်အပံ့ပြောင်းပင်ကပဲနွယ်အတွက်အတက်ကင်မြေဩဇာဖြစ်စေခြင်းပဲပင်တွေကနိုက်ထရိုဂျင်တက်ဖြစ်ပေးတယ်မြေဖုံးအုပ်ခြင်းရွှေဖယုံကမြေဆိုထင်းအောင်ထားအကောင်းဆုံးအဖော်စိုက်အပင်များအပင်မဲ့အဖော်အပင်များအကျိုးကျေးဇူးခရမ်းချင်းပင်စိမ်းကြက်သွန်ဖြူမာရီဂိုနန်နန်ပင်အရသာကောင်းရင်ဖြူပျောက်ကောင်နှိမ့်နေငရုတ်ပင်စိမ်းမာရီဂိုကြက်သွန်ဖြူပျောက်ကောင်နှိမ့်နေတခွားမုတ်လာဥနေကြပြောင်းပဲပင်တခွားမွားပိုးနှိမ့်နေအရေးရမုတ်လာဥနီကြက်သွန်ဖြူမုတ်လာဥနီရင်ရှုပ်ထွေးဂော်ဘီထုတ်စမောစပါမာရီဂိုကြက်သွန်ဖြူဂော်ဘီထုတ်ပိုးခူးကောင်နှိမ့်နေပြောင်းပဲပင်ရွှေဖယုံနေကြပဲကနေနိုက်ထရိုဂျင်ရွှေဖယုံကမြေဖုံးပဲပင်ပြောင်းမုတ်လာဥနီခရမ်းချင်နိုက်ထရိုဂျင်တက်ဖြစ်ဆလတ်မုတ်လာဥနီမုတ်လာဥခရမ်းချင်အရေးရမြေဆိုထိုင်းရွှေဖယုံပြောင်းပဲပင်မာရီဂိုမြေဖုံးပိုးနှိမ့်နေစတော်ဘယ်ရီကြက်သွန်ဖြူပင်စိမ်းမာရီဂိုမိုးယောဂနှိမ့်နေခရမ်းသည်ပင်စိမ်းမာရီဂိုပဲပင်ပျောက်ကောင်နှိမ့်နေကြက်သွန်ဖြူမုတ်လာဥနီခရမ်းချင်ငရုတ်ပိုးမများကိုတွန်းလှန်ပိုးနွားများကိုတွန်းလှန်နိုင်တဲ့ပိုးမွာမာရီဂိုမြေတဲပိုးပျောက်ကောင်ရင်ဖြူခူကောင်နန်းနန်းပင်ပင်ကူမွာရင်ဖြူပင်စိမ်းရင်ဖြူချင်းကောင်စမိုးစပါဂော်ဘီထုတ်ပိုးကြက်သွန်ဖြူပိုးဟတ်လာဗင်ဒါချင်းကောင်လေးကောင်ပူဒီနာရိတ်လျားပိုးအကျိုးပြုအင်းဆက်များကိုဆွဲဆောင်နိုင်တဲ့အပင်များနေကြပြားမာရီဂိုလေဒီဘတ်စမွန်စပါပြားပါရာစစ်ထရဘတ်ခမိုင်းပြားရင်လာဗင်ဒါရှောင်းဆိုင်တဲ့အပင်များပဲပင်ကြက်သွန်ဖြူခရမ်းချင်ပြောင်းအာလူမိုးယောဂကူးဆက်နိုင်မုတ်လာဥနီဇီယာဂော်ဘီထုတ်စပစ်စတော်ဘယ်ရီကြက်သွန်ဖြူစမွန်စပါမုတ်လာဥနီနေကြအာလူပဲပင်ဒီလိုစိုက်ပျိုးရေးနည်းလမ်းတွေကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ